ဒီနေ့ဇန်နဝါရီ12ရက်နေ့မနက်ပိုင်းပေါ့နော် PJ passport ကင်နာပြီးတော့ရုံကနေပြီးထွက်စာမကြတာတွေအကုန်လုံးအလုပ်သမားဝန်ကြီးဌာနနေပြီးတော့ပြပထွက်ခွင့်မပြုတ်နော်အဲ့တော့အကုန်လုံးတိုင်ပတ်နေကြတာပေါ့အောက်မှာသွားလို့မရတော့အောက်မှာသူတို့ check in လုပ်ပြီးသားအိတ်တွေကိုပြန်ထုတ်ဖို့စောင့်နေကြတာပေါ့နော်စင်မသွားမဲ့အိတ်တွေဖန်ကောက်သွားမဲ့အိတ်တွေချို့ကြတော့လည်းမှလေကြောင်းလိုင်းကောင်တာမှာသူတို့လေလက်မှတ်ရက်ချင်းဖို့ပြောနေကြတာပေါ့PJ နဲ့ဂျပန်သွားမဲ့လူလည်းမရတော့ဘူးဒါကတော့ PJ passport ကင်ထားတဲ့လူတွေ immigration မဖြတ်ခင်မှာဝင်ရတဲ့အလုပ်သမားကောင်တာပေါ့နော်မှသူတို့အလုပ်သမားကောင်တာကိုသွားပြီးတော့သူတို့ထုတ်ခွင့်ပြုဖို့ပေါ့သူတို့အရေးကြီးကိစ္စရှိလို့ဘက်မှာ transit သွားမယ့်ဟာတွေလည်းရှိတော့သူတို့ wide meal request လုပ်နေကြပါပေါ့နော်ဒါပေမဲ့မရဘူးပေါ့မရတော့သူသွားခွင့်မရကြတော့ဒီမနက်တင်ကိုပြန်လုတ်ခံတာရောက်80လောက်တော့ရှိပြီပြောတယ်သူတို့ပြန်ထုတ်ရမယ့်အိတ်တွေကတော့အောက်မှာဆူထားတာတော့ပုံနေရပဲအများကြီးမဝန်ကြီးဌာနကနေပြီးတော့သူတို့ထုတ်ပြန်ထားတဲ့စာပေါ့နော် PJ ကိုင်တဲ့လူတွေသတင်းပို့လို့ပို့ရမယ်ဆိုတဲ့ဟာပြီးရင်သူတို့သတင်းပို့တိုင်းလူတွေအကုန်လုံးကို Telegram Channel မှာကြီးညာပေးမယ်ဒါတော့သူတို့ကြီးညာလေး Channel ပေါ့ Channel ရဲ့လိပ်စာကိုဒီမှာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ PJ ကိုင်တဲ့လူတွေအကုန်လုံး PJ ကိုင်ပြီးတော့ OIC ကကိုင်ထားတဲ့လူတွေအကုန်လုံးပေါ့နော်အခုပြပထွက်မယ်ဆိုလို့ရှိရင်ဒီအလုပ်သမားရုံးနေပြီးတော့အလုပ်သမားရုံးမှာလိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့သူတို့ email ပို့ register လုပ်ပြီးတော့မှထောက်ခွာခွင့်ကြပြီဆိုတော့မှလေဆိပ်ကနေထွက်ခွင့်ပြုမယ်ပေါ့နော်အလုပ်သမားကောင်းတာကတော့ဘယ်လိုပဲပြောပြီးတော့ဒီနေ့အကုန်လုံးပြန်လွှတ်တယ်ပေါ့